လန်ဟာ George နဲ့ Renee တို့ဇနီးမောင်နှံသူတို့ရဲ့သားသမီး3ယောက်နဲ့အတူအိမ်အသစ်ကိုပြောင်းရွှေ့လာတာနဲ့စတင်ပါတယ်။အဆက်မိုင်းမှာတော့အားလုံးဟာပုံမှန်ပါပဲ။ဒါပေမဲ့မကြခင်မှာပဲ Renee ဟာအိမ်ထဲမှာထူးဆန်းတဲ့အတန်ကြီးကြားရတာပစ္စည်းတွေသူ့လိုနေရာရွေ့နေတာမျိုးတွေကိုသတိထားမိလာပါတယ်။တညမှာတော့တာကြီးဖြစ်သူဒေါဒန်ဟာအိမ်ပေါ်ထက်က attic လို့ခေါ်တဲ့ပစ္စည်းတူလောက်ကန်းထဲမှာထူးဆန်းတဲ့အတန်ကြားလို့တွားချရင်လေကားချိုးပြီးပြုတ်ကျသွားပါတယ်။အဲ့ဒီညကစပြီးဒေါဒန်ဟာဘလို့မှနှိုးလို့မရတော့ပဲမိမျိုးကိုမှသွားပါတော့တယ်။ဆရာဝန်ဒီစစ်ဆေးကြည့်ပေမဲ့အုံနောက်မှာဘာတန်ညာမှမရှိပဲဘာကြောင့်အခုလိုဖြစ်နေရတယ်လဲဆိုတာကိုအဖြေရှာမရခဲ့ပါဘူး။3လကြာတဲ့အထိဒေါဒန်နိုးမလာတဲ့အခါမှာတော့အိမ်မှာတရေ6ဓာတ်တွေကပိုဆိုးလာပါတယ်။ရနီးဟာအခန်းထဲမှာလူရိတ်တွေမြင်လာရသလိုကလေးနားထောင်တဲ့မော်နီတာကနေလဲငါအဲ့ဒါကိုလိုချင်နေဆိုတဲ့အတန်6ချားဝေရာတွေကိုကြားလာရပါတယ်။ဒါကြောင့်သူတို့ဟာကြောက်လန့်ပြီးအင်္ဂတိကိုထပ်ပြောင်းကြပါတယ်။ဒါပေမဲ့အင်္ဂတိကိုရောက်ချင်းမှပဲထူးဆန်းတာတွေကထပ်ဖြစ်ပြန်ပါတယ်။အဲ့ဒီခါမှာ George ရဲ့အမေ Lauren ကသူမရဲ့အီမတ်ထဲမှာမျက်လာနီနီနဲ့မိတ်ဆာတကောင်ကိုဒေါ်တန်ရဲ့ကုတင်နားမှာမြင်ခဲ့ရကြောင်းဝန်ခံလိုက်ပါတယ်။နောက်ဆုံးမှာတော့ Lauren ဟာသူမရဲ့တငယ်ချင်းဖြစ်သူဝိညာဉ်ရေးရာကျွမ်းကျင်သူ Alice ကိုခေါ်ပြီးအကူအညီတောင်းလိုက်ပါတော့တယ်။ Alice ရောက်လာတဲ့အခါမှာတော့တုံလုတ်စရာအမှန်တရားကိုပြောပြပါတယ်။ Delta ဟာကိုမာဖြစ်နေတာမဟုတ်ပါဘူး။သူဟာ astral projection လို့ခေါ်တဲ့အိပ်ပျော်နေစဉ်စိတ်နဲ့ကိုခွဲထွက်နိုင်တဲ့စွမ်းအားရှိသူပါ။သူဟာဝိညာဉ်လောကတွေကိုလျောက်သွားရင်းနဲ့လမ်းပြောက်ပြီး the further လို့ခေါ်တဲ့မှောင်မိုက်တဲ့နယ်မြေထဲမှာပိတ်မိနေတာဖြစ်ပါတယ်။အဲ့ဒီနေရာမှာမျက်နှာနီနီနဲ့မိတ်ဆာ lipstick face demon က Delta ညဝိညာဉ်ကိုဖမ်းဆီးထားနေတာပါ။ Delta ညခန္ဓာကိုယ်ဟာအခုအချိန်မှာဝိညာဉ်မရှိရဲ့လှေအလွတ်တစင်းလိုဖြစ်နေတာကြောင့်တခြားဝိညာဉ်ဆိုးတွေကသူ့ကိုယ်ထဲကိုဝင်ရောက်ပြီးလူလောကကိုပြန်လာဖို့ကြိုးစားနေကြတာပါ။ Delta ဟာဒီစွမ်းအားကိုသူ့အဖေ George စီကနေအမွေရတာဖြစ်ပါတယ်။ George ဟာလည်းငငယ်က Bright in Black ဆိုတဲ့အနက်ရောင်ဝစ်စုံနဲ့တဒိုးမီဝိညာဉ်ရဲ့6လမှုကိုခံခဲ့ပြီး Alice ကပဲ George ရဲ့မှတ်ဉာဏ်တွေကိုပိတ်ပြီးကာကွယ်ပေးခဲ့တာပါ။အခုတော့တားဖြစ်သူကိုကယ်ဖို့အတွက် George ကိုယ်တိုင်ဝိညာဉ်လောကတွေကိုဆင်းသွားရပါတော့တယ်။ George ကအဲ့ဒီမှာမိတ်ဆာရဲ့ခိုအောင်ရနေရာကိုရှာထွေပြီးဒေါဒန်ကိုကယ်ထုတ်နိုင်ခဲ့ပါတယ်။သူတို့တားဖာနေရဝိညာဉ်လောကတွေကနေထွက်ပြေးလာချိန်မှာဝိညာဉ်ဆိုးတွေကသူတို့ကိုဝိုင်းဖမ်းကြပေမဲ့နောက်ဆုံးမှာတော့သူတို့ရဲ့ခန္ဓာကိုယ်တွေစီကိုအချိန်မီပြန်ရောက်သွားကြပါတယ်။ဒေါဒန်ပြန်နိုးလာတဲ့အခါမှာတော့အားလုံးကပျော်ရွှင်သွားပါတယ်။ဒါပေမဲ့ Alice ကတော့တခုခုမှားနေတာကိုရိပ်မိသွားပါတယ်။သူမက George ကိုဓာတ်ပုံရိုက်တဲ့အခါမှာ George ဟာရုတ်တရက်ဒေါသကြီးနဲ့ Alice ကိုလေနင်းညှိပြီးတက်ဖြစ်လိုက်ပါတော့တယ်။ Renee ရောက်လာတဲ့အခါမှာတော့ Alice တေဆုံးနေတာကိုတွေ့လိုက်ရပါတယ်။သူမက Alice ရိုက်ခဲ့တဲ့ဓာတ်ပုံကိုကောက်ကြည့်လိုက်တဲ့အခါမှာဓာတ်ပုံထဲမှာ George ရဲ့ပုံမဟုတ်ပဲအနက်ရောင်ဝစ်စုံတဲ့သတို့မီရဲ့ပုံကိုမြင်လိုက်ရပါတယ်။တကယ်တော့ George ဟာဝိညာဉ်လောကတွေကနေပြန်လာတဲ့အခါသူ့ကိုယ်သူမဟုတ်ပဲအဲ့ဒီဝိညာဉ်ဆိုးကပူးကပ်ပြီးပါလာခဲ့တာပါ။ဇလန်ရဲ့နောက်ဆုံးအခန်းမှာတော့ George ဝိညာဉ်ပူးနေသူဟာ Renee ရဲ့ပခုံးကိုကိုင်ပြီး Renee လို့ခေါ်လိုက်တဲ့အချိန် Renee ရဲ့ကြောက်လန့်တစအော်ဟစ်တာနဲ့အတူဇလန်ကပြီးဆုံးသွားပါတော့တယ်။